Hello ဖေဖေပါဖေဖေအရန်ကြိုက်တဲ့ငဖက်အစိမ်းချက်လေးချက်မှာပါစားစနွှဲအချုံမုတ်ထည့်ပြီးတော့နန္နာလေးရိုက်ထားတဲ့ငဖက်လေးတွေကိုလုံထားတာပါခင်းချင်သီးလေးတွေကိုညှက်ထားပြီးတော့ချက်သွန်ဖြူနေနေသီးစိတ်မုတ်လေးနဲ့ထောင်းထားတာပါအယုံဆုံးချက်သွန်ဖြူနေထောင်းထားတာလေးကိုစီးတက်လိုက်ပါတယ်စီးတက်တဲ့အခါမှာချက်သွန်အဖြူနေလေးတွေကရွှေဝါရောင်တောင်းရတဲ့အထိကိုကြကြလေးစီးတက်ရပါတယ်မဟုတ်လို့ရှိရင်နေသီးအစိမ်းဆိုနန်းတတ်ပါတယ်လူသီးချက်သွန်အောင်စီထည့်ပြီးရင်တော့ခရမ်းချင်လေးပပလေးထားတာလေးတွေကိုထည့်ပြီးတော့မွေလိုက်ပါမယ်ခရမ်းချင်သီးလေးတွေကြည်ပြီးလိတ်သွားတဲ့အထိကိုနန္နာလေးမွေပေးရပါတယ်ခင်းချင်သီးလေးတွေကြည်သွားတဲ့အထိမွေပြီးသွားလို့ရှိရင်တော့ဟင်းအနစ်အတွက်အရသာဝင်အောင်လို့အချုံမုတ်လေးနည်းနည်းထည့်လိုက်ပါတယ်ချုံမုတ်လေးနှံအောင်နည်းနည်းလေးမွေလိုက်ပါတယ်ပြီးသွားရင်တော့ငပြားရည်လေးနည်းနည်းလေးထည့်ပါမယ်ပြီးရင်တော့လုံထားတဲ့ငဖက်အစိမ်းလေးတွေကိုထည့်လိုက်ပါမယ်ငဖက်လေးတွေစီးပြန်သွားတဲ့အထိမှွေပေးလိုက်ပါတယ်ငဖက်လေးတွေစီပြန်သွားပြီဆိုလို့ရှိရင်နော်ငဖက်မျိုးယုံရေလေးထည့်ပြီးအဖုံးအုပ်ပြီးတော့စုအောင်တည်ထားလိုက်ပါမယ်ရှည်ခမ်းသွားပြီဆိုလို့ရှိရင်တော့ထုတ်လေးနဲ့အရသာအရန်ရှိတဲ့ငဖက်စီပြန်ဟင်းလေးရပါပြီဖေဖေကငဖယ်ဆိုလို့ရှိရင်ကြော်ပြီးချက်တာတဲ့အခုလိုမျိုးအစိမ်းလေးကိုခင်းချင်လေးနဲ့ချက်တာကိုကြိုက်ပါတယ်ဖေဖေချက်တတ်တယ်လို့လေးပဲချက်ထားတာဆိုတော့အမှားပါသွားခင်လည်းနားလည်ပေးပါနော်အဆုံးထိကြည့်ပြီးလို့ကျေးဇူးပါ